မင်းအလို့ထလာတော်သည်ဗုဒ္ဓဘာသာဖုံးတော်ကြီးတစ်ပါးဖြစ်ပြီးသူသည်ဘဝတစ်လျှောက်လုံးအမျိုးသမီးတဦးမှမမြင်ဘူးခဲ့သောသူဖြစ်သည်ဟုဆိုကြသည်သူသည်ဂရိနိုင်ငံရှိမောင်လဒိုစတို့1856ခုနှစ်တွင်မွေးဖွားခဲ့သည်မိခင်သည်သူ့ကိုမွေးပြီးနောက်တည်ဆုံသွားသဖြင့်သူ့ကိုဘုန်းကြီးကျောင်းတွင်မွေးမြူခဲ့သည်မာနသောစသည်ချစ်ခင်လေးစားရသောဗုဒ္ဓဘာသာတန်ခါများနေထိုင်ရာနေရာဖြစ်ပြီးအမျိုးသမီးများဝင်ရောက်ခွင့်မရှိသည့်နေရာလည်းဖြစ်သည်မောင်နသောစသည်နှစ်တစ်ထောင်ကျော်ကတည်းကအမျိုးသမီးများဝင်ခွင့်မရှိသောနေရာဖြစ်သည်သူသည်တစ်သက်လုံးမောင်နသောဆဲတွင်သာနေထိုင်သဖြင့်မိန်းမများကိုမမြင်ဘူးပဲအသက်82နှစ်အရွယ်တွင်တည်ဆုံခဲ့သည်မင်းလို့ထလာတော်သည်တမိုင်းတွင်အလွန်ထူးခြားသောတန်ခါတဦးဖြစ်ခဲ့ပြီးသူ၏ဘဝနီလန်းသည်လူများစွာအတွက်အံ့အားသင့်စရာဖြစ်ခဲ့သည်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာဗဟုသုတရစရာအကြောင်းအရာများကိုအမြဲတင်ဆက်ပေးမှာမို့ channel လေးကို subscribe လုပ်ပေးကြပါဦး